နော်ဝိတုဒ္ဓဒုက္ခမိန်ဆိုတာဝိတုဒ္ဓဇတ်တော်တော်များများကြားဖို့ပါလေဟုတ်လားအလွန်ပညာရှိတဲ့ဘုရားလောင်းသူတော်ကောင်းကြီးပေါ့နော်အဲ့တော့နောက်တော့ဘုန်းတို့ပုံနကဘလူကနော်ဣဒံတတိနော်ငကားမလေးနဲ့တွေ့တဲ့အခါမှာအလွန်ချစ်တဲ့အတွက်ကြောင့်ရကျင်တော့ဖေကိုတောင်းတော့ဖေရလည်းပဲနော်ဒီဣဒံတတိရဲ့မအေကဝိတုဒ္ဓရဲ့တရားကိုနာရတယ်လို့အိမ်မက်တဲ့အခါကျတော့ဒီဝိတုဒ္ဓကိုငကားပြည်ကိုလာသိခြင်းနဲ့အဲ့ဒါကို तू ကရိုးမပြောဘဲနဲ့ဝိတုဒ္ဓရဲ့နှလုံးသားကိုငါစားခြင်းတယ်လို့ပြောတာအမှန် तू ပြောတာဝိတုဒ္ဓရဲ့တရားကိုနာခြင်းတယ်လို့ပြောတာအဲ့ဒါကိုငကားမင်းကြီးကလည်းပဲအတိပ္ပယ်ကိုကောင်းကောင်းနားမလည်တဲ့အတွက်ကြောင့်မင်းငါသမီးကိုရခြင်းတယ်ဆိုရင်ဝိတုဒ္ဓကိုတရားသဖြင့်ရအောင်ယူခဲ့ဝိတုဒ္ဓကိုတရားသဖြင့်ရအောင်ယူခဲ့အတင်းအကျပ်လည်းမဟုတ်မင်းတရားသဖြင့်ရအောင်ယူခဲ့ဆိုအဲ့ဒါနဲ့ပုံတကလူလင်ဟန်ဆောင်ပြီးတော့ဝိတုဒ္ဓကိုအရှင်သခင်ကောရပြမင်းကြီးကသူအလောင်းစားကျွေးအံကစားအလွန်မှသူကကျူးတယ်လောင်းကစားသမားကြီးပေါ့နော်အဲ့တော့လောင်းသားသမားကြိုက်အောင်ဆိုပြီးတော့သူကဘာလို့ဆိုတော့နှမြင်းပြန်နဲ့အလွန်ကောင်းတဲ့ဗရမ ्या နတ်တို့ရဲ့ဗရမ ्या ကိုယူသွားတယ်လူလင်ဟန်ဆောင်ပြီးအဲ့ဒါနဲ့မင်းကြီးနဲ့ကျွေးအံကစားမယ်ဆိုမင်းကြီးကဒီလောကမှာသူကသူ့ကိုကျွေးအံကစားနိုင်အောင်ကစားနိုင်တဲ့သူဘယ်သူမှမရှိဘူးလို့သူကယုံကြည်ထားတာသူ့ကိုစောင့်ရှောက်နေတဲ့နတ်သမီးကလည်းရှိတယ်ဒါကြောင့်သူကကြီးအမြဲနိုင်တယ်ဒါပေမဲ့ဒီပုံနကသူကဘလူးဟုတ်လားသူကဒါဘလူးမှမသိဘူးဟုတ်လားအဲ့တော့ဒီသူ့ကိုစောင့်ရှောက်နေတဲ့နတ်သမီးကလည်းပဲဒီဘလူးကိုကြောက်ရတယ်ဒါလည်း तू ကမသိဘူးအဲ့တော့ तू ကနိုင်မယ်ဆိုပြီးတော့အဲ့လိုဆိုရင်သူ့ရဲ့လောင်းကြီးကဘာလဲဆိုတော့ဗရမ ्या ကိုပြတော့မင်းကြီးအလွန်ရခြင်းအဲ့လိုဆိုရင်မင်းကြီးရဲ့လောင်းကြီးကဘာတော့မင်းကြီးရှုံရင်ဘာပေးမှာဘာပြောဆိုမိုက်ကန်ကန်မယ်နော်ငါရဲ့တဲ့သူ့အသက်ပေါ့နော်ငါမိဖုရားရဲ့ငါထီးနှန်းရဲ့ဒီသုံးခုကလွဲလို့မင်းကြိုက်တာယူလို့ပြောတယ်ဟောအလွန်ကြိုက်သွားတာပေါ့နော် तू ရခြင်းတာဝိတုဒ္ဓကိုရခြင်းလို့လာတယ်လေဟုတ်လားအဲ့ဒါနဲ့ကျွေးရန်ကစားတော့ဟာအစာမင်း तू ရှုံးမလို့ဖြစ်နေဘာလို့ရှုံးမလို့ဖြစ်တုံးဆိုဟောနတ်သမီးကထောက်ကူပေးနေတာမင်းကြီးဘက်ကနေအဲ့ဒါကိုသိတော့ပုံနကမျက်စောင်းထိုးလိုက်တော့နတ်သမီးကလည်းလွင့်သွားတာပေါ့နော်အနောက်ချိန်ကျတော့ဝိတုဒ္ဓနိုင်ပုံနကနိုင်ရောနိုင်တော့မင်းကြီးကလည်းအေးစီပဲကြိုက်မင်းဘာရခြင်းတော့မင်းရခြင်းတော့တောင်းငါပေးမယ်ငါရှုံးပြီဝိတုဒ္ဓကိုပေးလို့တောင်းဟာအဲ့ဒီကျမှမျက်လုံးပြူးသွားသူကဝိတုဒ္ဓကိုမှတ်မရဘူးလေဟာငါဝိတုဒ္ဓကိုပေးလို့မရဘူးတဲ့ဝိတုဒ္ဓငါအဖေဆိုလဲဟုတ်တယ်ငါတိုင်းပြည်ကိုစောင့်ရှောက်နေတာမင်းဝိတုဒ္ဓကလွဲလို့မင်းကြံတာကြိုက်တာတောင်းမင်းကြီးစကားကိုတီးပါစီမင်းကြီးပဲစောတော်တုန်းကငါအသက်ရဲ့မိဖုရားရဲ့ထီနှန်းစည်းတဲ့ရလွဲမင်းကြိုက်တာတောင်းအခုဘာလို့မင်းကြီးကစကားကိုဖောက်လဲဖောက်ပြန်ပြောရတော့ဆိုတာဟာဝိတုဒ္ဓငါမပိုင်ဘူးတဲ့ဒါကြောင့်ဝိတုဒ္ဓငါပေးလို့မရဝိတုဒ္ဓငါပစ္စည်းမဟုတ်အဲ့တော့ပုံနကလဲတယ်ဝိတုဒ္ဓကိုမင်းကြီးပိုင်တယ်မပိုင်ဘူးဆိုတာကိုအဲ့ဒီဝိတုဒ္ဓကိုပဲသွားပြီးတော့မေးမယ်ဝိတုဒ္ဓဆုံးဖြတ်တဲ့အတိုင်းပဲဝိတုဒ္ဓကတကယ်လို့သူ့ကိုမင်းကြီးပိုင်တယ်ဆိုရင်အဲ့ဒါကျွန်တော်မျိုးယူသွားမှာဒါဝိတုဒ္ဓဆုံးဖြတ်တဲ့အတိုင်းပဲဆိုအေးအဲ့လိုဆိုရင်သွားမေးကြမယ်ဆိုဝိတုဒ္ဓကိုသွားမေးတယ်သွားမေးတော့ဝိတုဒ္ဓသိတယ်ဘုရားလောင်းကဒါလူမဟုတ်ဘူးဟုတ်လားဒီလူနောက်လိုက်ရရင်တော့ तू သေရလိမ့်မယ်ဆိုတော့သိတယ်ဒါပေမဲ့သူ့ကိုမေးပြီဟိုကလည်းပဲချီတုပ်ပြီးတော့မေးတာစကားကိုအမကြီးတဲ့တင်ဟာဝိတုဒ္ဓဆိုပြီးတော့တင့်ရဲ့နာမည်နတ်ပြည်ထီတောင်ကြော်ကြားတယ်ပေါ့နော်အဲ့တော့ဝိတုဒ္ဓပညာရှိသူကမိန်သူတော်ကောင်းကြီးလို့နာမည်ကြီးတယ်အဲ့တော့တင့်ရဲ့ဝိတုဒ္ဓဆိုတဲ့နာမည်ကရုံလီနာမည်လားအနုထနာမည်လားတဲ့ရုံလီဆိုတာက तू ကနာမည်နဲ့လူနဲ့မလိုက်ဘူးပေါ့ဆိုလိုတာမတ်ထေးလို့နာမည်မဲ့တာဒါပေမဲ့မွဲတာလည်းအလွန်မဲဆိုဟောဒါကတော့ရုံလီနာမည်လို့ခေါ်ဟုတ်လားမောင်ချောဆိုမှဲ့တာဒါပေမဲ့ကြည့်လို့ကိုမရဘူးဆိုအဲ့ဒါဘာတော့ရုံလီနာမည်ခေါ်တာနော်နာမည်နဲ့လူနဲ့တခြားစီဟုတ်လားအနုထနာမည်ဆိုတာအဲ့လိုမဟုတ်နာမည်နဲ့လူနဲ့ကအန်ကြပါနော်မထေးဆိုရင်တကယ်ထေးတယ်မောင်ချောဆိုတကယ်ချောတယ်ပေါ့အဲ့ဒါဝိတုဒ္ဓအမကြီးရဲ့နာမည်ကရုံလီနာမည်လားအနုထနာမည်လားဟာငါအနုထနာမည်ပါနာမည်နဲ့လူနဲ့အန်ကြပါအဲ့လိုဆိုရင်တမတ်ကြမှန်မှန်ကန်ကန်ပြောပါအမကြီးကိုဘယ်သူပိုင်လဲဟောအဲ့ဒီလိုမေးတဲ့အခါမှာဘုရားလောင်းစဉ်းစားပုံလေးအမကြီးကိုဘယင်ကြီးပိုင်တယ်ဆိုရင်ငါဒီလူလင်နောက်ကိုလိုက်ရတော့မှာဆိုတာဘုရားလောင်းကသိတယ်တကယ်လဲသူ့ကိုမင်းကြီးကပိုင်တာဒါပေမဲ့မင်းကြီးမပိုင်ဘူးလို့ तू ပြောမယ်ဆိုရင်နီလန်းပေါင်းများစွာနဲ့သူ့ကိုလှည့်စားပြီးတော့ तू ပြောနိုင်တယ်တဲ့သူ့ကိုလုံးဝတသက်ကာယခိုင်မာမာနဲ့နော် तू စောရကမတက်နိုင်အောင် तू ပြောနိုင်တယ်ဒါပေမဲ့ငါသစ္စာလမ်းကြောင်းကိုလိုက်မယ်မှုသာဝါဒကိုငါမလွန်ကျူးဘူးဆိုလိုတာကလွန်ကျူးခွင့်ကြုံနေပြီနော်ဒါပေမဲ့ तू မလွန်ကျူးဘူးဒီလိန်ညာခြင်းဆိုတဲ့အလုပ်ကိုမလွန်ကျူးဘူးဟုတ်လားကျွန်၄မျိုးရှိတယ်တဲ့နော်ငွေဝယ်ကျွန်နဲ့ငွေနဲ့ဝယ်ထားတာအိမ်ပေါက်ကျွန်နဲ့ကျွန်မျိုးကမွေးလို့ကျွန်ဖြစ်နေတာ
ဟုတ်လားအလိုလျောက်လာခံတဲ့ကျွန်းနဲ့အဲ့ဒါဒီဘယ်လိုပြောမလို့ရှင်ပင်တွေပါလေဒီလားအမှုထမ်းတယ်ဆိုအဲ့ဒီကျွန်းမျိုးစားထဲမှာပါနောက်ပြီးတော့စစ်ပွဲနိုင်လို့မခေါ်လာကြတယ်သုံးပန်းကျွန်းနဲ့အဲ့ဒီကျွန်းလေးမျိုးထဲမှာငါတတိယမြောက်အလိုလျောက်ကျွန်းခံတဲ့ကျွန်းမျိုးပဲဒါကြောင့်ငါ့ကိုမင်းကြီးပိုင်တယ်လို့လည်းပြောရဟိုကခေါ်သွားတာပဲလေတဘုံပြောရင်ဒါအဓိကပါတော့တမ္ပတ္တဝိရတိနော်လွန်ကျူးခွင့်ကြုံလာတယ်ဒါပေမဲ့သူပါတော့မလွန်ကျူးဘူးအဲ့ဒါပုံနကဇလန်တွေကနည်းနည်းလေးတော့ဆုံးအောင်ပြောလိုက်မယ်တို့လို့ပိုင်တယ်လို့လည်းပြောရဟိုကခေါ်သွားတာပဲလေတဘုံပြောရင်ဒါအဓိကပါတော့တမ္ပတ္တဝိရတိနော်လွန်ကျူးခွင့်ကြုံလာတယ်ဒါပေမဲ့သူပါတော့မလွန်ကျူးဘူးအဲ့ဒါပုံနကဇလန်တွေကနည်းနည်းလေးတော့ဆုံးအောင်ပြောလိုက်မယ်တို့လို့တလန်ထားခဲ့ရင်တော့အောင့်တက်တက်ဖြစ်နေမှာဟုတ်လားသူ့ကိုတတ်ဖို့လို့ခေါ်တာပဲလေတရားသဖြင့်သူမတတ်ဖဲနဲ့သူ့အလိုလိုသိရင် तू ကတရားတယ်ထင်းနေတာအမှန်ဟိုနှလုံးသားရကျင်တယ်ဆိုတာတရားဓမ္မကိုရည်ညွှန်းပြီးတော့ပြောတာအဲ့ဒါနဲ့ तू ကသူ့အလိုလိုသိအောင်ဆိုပြီးတော့မြင်းရဲ့အမိရနဲ့ဆွဲခိုင်းပြီးတော့ तू ကကောင်းငင်ကနေပြန်လာပေါ့နော်မြင်းရနဲ့မြင်းပြန်ပေါ့အဲ့ဒါတစ်ပင်တွေနဲ့တိုက်မိအောင်လုပ်တယ်တောင်ထွတ်တွေနဲ့တိုက်မိအောင်လုပ်တယ်ဘုရားလုံးကလည်းမကြောက်ဘူးဟုတ်လားနောက်ဆုံးချင်းသေးကြီးလိုဘလူးလိုမွေလိုအဲ့လိုအကြီးတွေနဲ့သူ့ကိုကြောက်လန့်ပြီးတော့နော်နှလုံးကွဲပြီးတော့တေအောင်လုပ်တယ်ဘလို့မှတတ်လို့မရအဲ့ဒီလိုနဲ့နောက်ပိုင်းကျတော့တရားဟောပြီးတော့နော်အစဉ်ပြေသွားတယ်လို့ပြောကြပါဆိုငကားပြေရောက်တော့အကုန်အစဉ်ပြေသွားကြတယ်အဲ့တော့ပြောရင်ဒါပါတော့ဝိရုဒ္ဓဒုက္ခမေရဲ့စောင့်စည်းနိုင်မှုအဲ့ဒါပါတော့တမ္ပတ္တဝိရတိဟုတ်လားတမာဒါနဝိရတိဆိုတာစောက်တည်ထားလို့ရှောင်တာနော်ဗုဒိဒဇတ်တို့ဘာလို့ပြောမယ်ဆိုရင်တော့ပြောကြကောင်းတာပေါ့နော်ဖရာလောင်ဗုဒိဒနဲ့ငကားပြေမှာနော်ဥပုသ်တရင်စောင့်သုံးဖို့အတွက်အဆင်မပြေဘူးအာယုန်နေများလို့ဟုတ်လားအဲ့ဒါနဲ့လူပြည်လာပြီးတော့ဥပုံဆောင်ဒါဆောက်တည်ထားတာရှစ်ပါးသီလဆောက်တည်ထားတာအဲ့ဒီလိုဆောက်တည်တော့ဘာတွေ့တော့အလံပဲဆရာနဲ့တွေ့တယ်ရောဗရမရောနဂဇလန်ပြောရရင်အာရတိဝိရတိပါပါမင်္ဂလာလိုရင်းမရောက်ဖ ೇನೆ မှာစိုးရတယ်ဟုတ်လားအလံပဲပုံသားနဲ့တွေ့တော့ဘာလို့တော့ဘန်းခံရတော့နော်အဲ့လိုဘန်းခံတော့သူ့ကိုအလံပဲပြအမျိုးမျိုးနှိပ်စက်တယ်မျက်စောင်းထိုးပြီးတော့ကြည်လိုက်ရင်ဘွဲပြလို့လွင့်သွားမှာသူ့မှာအဲ့ဒီအစွမ်းရှိတယ်စိတ်ကလည်းတူတယ်သူ့ကိုနှိပ်စက်နေပြီဆိုတော့ဒါမဲ့ तू ကစောင့်စည်းတယ်တဲ့ငါတီလာစောက်တည်ထားတာဟုတ်လားဒါကြောင့်ဘလောက်ထိစောင့်စည်းဆိုငါမျက်စိကိုဖွင့်ကြည့်လိုက်လို့ရှိရင်ဒေါသဖြစ်တဲ့အချိန်နဲ့မြန်ကြည့်တဲ့အချိန်နဲ့မြန်တိုက်ဆိုင်သွားလို့ရှိရင်ဒီပုံသားပျက်စီးသွားလိမ့်မယ်ဆိုမျက်စိကိုမှိတ်ထားတယ်တဲ့ဒါမျိုးကိုပါခေါ်တော့တမာဒါနာဝိရတိစောက်တည်ပြီးတော့ရှောင်တာပေါ့နော်ဒါဝိရတိရဲ့ကွဲပြားပုံလေးကိုပြောတာနော်တွေ့ကြုံလာတဲ့အချိန်မှာရှောင်တယ်ပြပါတော့စောက်တည်ပြီးတော့ရှောင်တယ်ဟုတ်လားနောက်ဆုံးဝိရတိကသမုတ်စေတာဝိရတိဒါကအရိယာသူတော်စင်တို့ရဲ့မကောင်းမှုကိုရှောင်ကျင်တဲ့အနေအထားမျိုးသောတာပတိမေညာဘုံဉဏ်ကိုရပြီဆိုတာနဲ့နောက်သူတော်ဘာတက်ကိုတက်ချင်းအစရှိတဲ့၅ပါးသီလနော်ချုပ်ဖောက်ခြင်းဆိုတဲ့မကောင်းမှုကိုလုံးဝနော်စောင့်ထိန်เสียမလိုဘဲနဲ့အလိုလေရောက်နိယမအနေနဲ့သူကပါမြဲသွားပြီအသက်ဒီဟုသောအကြောင်းကြောင့်တော့မှမဖောက်ဖြစ်တော့ဘူးနော်ဒါမျိုးကိုပါခေါ်တော့သမုတ်စေတာဝိရတိယန္တာဖြစ်သွားပြီဆိုရင်တော့စိတ်ထဲမှာတော့ဘလို့အကုသို့အညစ်အကြေးအပြစ်ပေးမှမရှိတော့ဘူးဟုတ်လားအဲ့ဒီလိုဆိုရင်တော့မင်္ဂလာကဘယ်ရောက်သွားပြီအထွတ်အထိပ်ရောက်သွားတာပေါ့နော်